အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ The Dream မှာဗီဇာအောက်လျှောက်ပြီးတော့အောင်သွားတယ်ပေါ့နော်အမကိုအင်တာဗျူးလေးလုပ်ရင်းနဲ့အားလုံးပူတရရအောင်အတွက်အမျှဝေပေးပြရစီရှင်အမမင်္ဂလာပါရှင်ဟုတ်ကဲ့ပါရှင်မင်္ဂလာပါအမကဒီ The Dream ကိုပဲကနေတွေ့ပြီးတော့ဗီဇာလေးလာလျှောက်ဖြစ်တာလေရှင်The Dream ကိုကြော်တော့ online ကနေပဲတည်ပြီးတော့လည်းတစ်ချက်လာလျှောက်ဖြစ်တာပါဟုတ်ကဲ့ဟုတ် online ကနေပဲတွေ့ပြီးတော့ The Dream မှာဗီဇာလာလျှောက်ဖြစ်တာပေါ့နော်အမဘယ်နိုင်ငံလေးကိုဗီဇာလေးလျှောက်တာလဲရှင်ကိုရီးယားနိုင်ငံပါပဲကိုရီးယားနိုင်ငံဟုတ်ကိုရီးယားနိုင်ငံကကြတော့ကိုယ့်ကိုအလေပတ်နေနဲ့တွားချင်တာလားဒါမှမဟုတ်ကိုရီးယားဘက်မှာရောမိသားစုဝင်တွေရောရှိထားလားရှင်အမျိုးသားတော့ရှိရပေါ့နော်ဒါပေမဲ့ချူစော့ပေးရကိုလေ့ကျင်တာနဲ့အမှတော့ပါရှင်ချူစော့ပေးရမှာအမျိုးသားဟိုမှာရှိရေအလုပ်လုပ်နေတာပေါ့နော်ဟုတ်အမျိုးသားဟိုမှာရှိတာကိုချူစော့ပေးရမှာဟိုကအမျိုးသားကလည်းသူတို့လည်းပိတ်မယ်ပေါ့နော်ပိတ်တယ်ဆိုတော့ပိတ်ရမှာဇနီးမောင်နှံဦးတွေ့ပြီးတော့ရှောက်လဲမှာဟုတ်ကဲ့အမအမအနေနဲ့ပေါ့နော်ဒီ The Dream မှာဗီဇာလျှောက်တဲ့အချိန်မှာပေါ့နော်ဘယ်လိုလေးတွေတွေ့ကြုံခဲ့ရတယ်စာစာတန်းလေးတွေဘယ်လိုလေးတွေပေးခဲ့ရတယ်ပေါ့နော်အဲ့ဒါလေးတွေကိုလည်းအခြားလူတွေပေါ့နော်ပို့ပြီးဘုဒ္ဓတာလေးရဝအောင်လို့အမရဲ့ပေါ့နော်ခန်းစားချက်ကလေးတွေရောပေါ့ဗီဇာ result မထွက်ခင်အချိန်ဒီခန်းစားချက်ကလေးတွေရောညှဝေပေးပါအောင်ရှင်ဟုတ်ဒီမှာတော့အကုန်လုံးစာတန်းတွေရောဆိုအကုန်လုံးစီစဉ်ပေးရပါတော့ကျွန်မဆိုခဏခဏနားတော့ပူရတာနေရာစိတ်ရှိနေဖြေပြီးဟုတ်ကဲ့စာတန်းတွေကိုလူအားကြည့်ပြီးဆိုပြီးတော့ဟုတ်ကဲ့အကုန်လုံးစီစဉ်ပေးရအဆင်ပြေပါတယ်အကုန်လုံးစီစဉ်ပေး one stop ပဲအပ်ခဲ့တာလားရှင် one stop အပ်ခဲ့ဟုတ်ကဲ့ဟုတ်ကဲ့ရှင်ဟုတ်ဟိုခဏခဏလေးသွားမေးတယ်သိချင်းချင်းနဲ့ဖြေပေးတယ်ဖြေပေးကြတယ်အကုန်လုံးပါပဲလေဟုတ်ကဲ့ပုံစံနဲ့ကိုမှတခုပြီးတခုလက်လံပေးရတာပေါ့ကိုဗီဇာ result မထွက်ခင်အချိန်မှာကောအဲ့လို page ကိုအမဆိုဝင်ကြည့်ရဲပေါ့နော်ခုနကပြောခဲ့တဲ့အခါမှာကြည့်တဲ့အခါမှာခြားလူတွေအောင်လာမြင်တဲ့အချိန်မှာအမအနေနဲ့ဘယ်လိုခံစားရလဲအဲ့ဒီမှာအရင်ရင်ခုနပေါ့နော်မြင်ရအောင်ကိုလည်းဝမ်းသာခြင်းနဲ့ဆိုပြီးတော့မြဲတော့ပြောပြီးတော့ဗီဒီယိုဖိုင်လေးတော့ပို့ပြီးတယ်ဗီဒီယိုဖိုင်တော့ပို့ပြီးအဲ့ဒီလိုမြင်အောင်လေးကြည့်ပြီးတယ်လူတွေတော့ကြည့်ပြီးတော့ဟုတ်ကဲ့အခုတော့ကိုယ်တိုင်အင်တာဗျူးအောင်ဖြေရပြီပြောပါရဲ့ဟုတ်ကဲ့ရှင်အရင်တော့ကတော့ဗီဇာလျှောက်တဲ့အချိန်တော့အခြားသူတွေအင်တာဗျူးဖြေပြီးတော့အောင်ခဲ့တာလေးတွေကြည့်ပြီးတော့ကိုလည်းအောင်ကျင်တယ်ဆိုပြီးတော့ဝမ်းသာရတာပေါ့နော်အခုကတော့ကိုတိုင်ဝမ်းသာရတဲ့အချိန်ရောက်ပြီကိုတိုင်အင်တာဗျူးဖြေရပြီအားလုံးမျှဝေခွင့်ရခဲ့ပြီပေါ့နော်ဟုတ်ကဲ့ပါရှင်ချူစော့ပွဲကိုသွားတဲ့အချိန်မှာလည်းဇနီးမောင်နှံ2ဦးတဝါကြီးလည်းပတ်ခဲ့ပါပုံလေးတွေလည်းအပြေပုံလေးတွေလည်းရိုက်ပြီးအမှတ်တရတွေအများစွာဖန်တီးနိုင်ပါစေလို့တတွင်းကနေပြီးဆုမွန်ကောင်းတောင်းပေးလိုက်ပါရရှင်ကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်မကအောင်မြင်ပါစေဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ပေးရဆုနဲ့ပြပါစေရှင်ဟုတ်